ဘာကြည့်တာလဲကွေတို့မနေ့ကမှငါဈေးက2000ချက်ပဲရှိတာဒီနေ့15000ဈေးကထားတာကိုမင်းကဝယ်အောင်မလို့လားမင်းတုံးနေလားအယူလားငါ့ကိုဝယ်သွားရင်မင်းတို့အချစ်ကထာဝရတည်မြဲမယ်ထင်နေတာလားနောက်နေ့ရက်နေငါလဲညှိုးနွားပြီးအမိုက်ပုံနဲ့ရောက်မှာပဲမင်းတို့အချစ်ကလည်းငါ့လိုပဲဖြစ်လိမ့်မယ်ဈေးသာကြီးတယ်ဘာမှတန်ဖိုးမရှိဘူးငါ့ကိုဘာလို့လာခိုင်းတာလဲရီးစားကိုပေးမလို့လားတကယ်မိကြည့်မယ်မင်းရီးစားကငါ့ကိုလိုချင်တာလားဒါမှမဟုတ်ငွေသားကိုလိုချင်တာလားဒီလိုအဆင်မရှိတဲ့ပစ္စည်းမျိုးဝယ်သွားပြီးရင်အပစ်ခံရမယ်နော်ဒါဘေခေရောက်နေပြီလေအခုတွေချောကလက်နဲ့လာပြီးဟန်ဆောင်နေတော့လားလူကြီးလူကောင်ပြီးသားသဘောထားကြီးကြီးနဲ့လက်ဆောင်ပေးစမ်းပါခွေတို့ရာပိုက်ဆံအိတ်ကိုဖွင့်လိုက်ပိတ်လိုက်နဲ့မင်းပျော်နေတာလားအတုံးစည်းက9000လက်ဆောင်ဘိုးက3သိန်း Facebook story ပေါ်မှာတုံးပုံကပုံတင်လိုက်ဖို့ဒါတွေလုပ်နေတာလားလာကုန်ကြီးမမခောက်ဆွဲကြောက်ပြန်စားရတာတန်ရဲ့လားမင်းကတော့တက်လုံးနွားပြီးမဲ့ကောင်ပဲဦးနောက်မရှိတဲ့ကောင်တွေငါတို့သုံးဖို့နှစ်တိုင်းပက်ဆန်တွေလွှဲပေးလို့ကျေးဇူးပဲဒီနေ့မှအများကြီးမသုံးငယ်အချစ်စစ်မဟုတ်ဘူးဆိုပြီးမင်းတို့အယူလို့ခံနေရတာရေတော့ရဲခြင်းတယ်အချစ်စစ်ဆိုတာငွေလွှဲတဲ့ပမာဏနဲ့တိုင်းတာတာမဟုတ်ဘူးဟဲ့ဈေးကွက်ရဲ့သားကောင်အချစ်ကနေရက်တန်းကရက်ပြီးအနာဂတ်အတွက်ပတ်စံစုတာကပုံမကောင်းဘူးလားမျက်စိဖွင့်ကြတော့လူကြီးမင်းတို့ရဲ့နေထိုင်မှုဘဝကိုပုံမကောင်းမွန်စေမဲ့အကြံပြုချက်တွေထပ်မံရရှိဖို့အတွက်ဒီဗီဒီယိုလေးကို share ပေးပြီး follow လုပ်ထားကြပါအောင်ဗျာ